အာရဆရာဝန်ဒေါက်တာကျယ်စင်ယူမွန်ကထုတ်နှုတ်တင်ဆက်ထားတဲ့အစားအစာမန်နူတွေကိုအားလုံးလွယ်ကူနဲ့လိုက်လုပ်ကြည့်နိုင်ပါတယ်။ကိုဝန်ဆောင်မမေတွေအတွက်ရွေးချယ်ထားတဲ့မန်နူကကြတော့ကြက်သားဆန်ပြုတ်ပဲဖြစ်ပါတယ်။စားပြီးတော့ချက်ပြုတ်တော့မယ်ဆိုရင်ဆန်အောင်တေချာစစ်ကြောပါ။တေးပြီးသွားပြီဆိုလို့ရှိရင်အိုတလုံးထဲကိုဆန်အောင်ထည့်လိုက်မယ်။ထည့်ပြီးသွားရင်မိနစ်30မိနစ်40ခန့်ဆန်ပြောတဲ့အထိပြုတ်ပါ။ခေါ်လက်မန်တစ်စုံကိုရင်နွေးလေးနဲ့ဖြောပေးပါဆန်ပြော့သွားပြီဆိုလို့ရှိရင်ကြက်ပြုတ်ကြီးထည့်မယ်ပေါ့နော်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ဖြော်ထားတဲ့ခေါ်လက်မန်အရေကိုအဲ့ဆန်ပြုတ်ထဲကိုထပ်ပြီးတော့ထည့်ပြီးတော့တေချာလေးမှုေပြီးတော့ထပ်ပြုတ်ပေးရမယ်ပေါ့နော်အသားမြင်ထားတဲ့ချက်သားနှမ်းစီပဲငံ့ညာရည်ငရုတ်ကောင်းမုန့်စတာတွေကိုအိုးရဲထည့်ပြီးတော့ရောသမမှုေပေးပါကျဲဥထဲလိုပါကဆန်မြုပ်ကိုမွေနေစင်မှာအိုးရဲကိုညှင်သာစွာခွဲပါပပလေးထားတဲ့ကြက်သွန်မိတ်အစိမ်းနဲ့အလှဆင်ပြီးတော့ပူပူနွေးနွေးစားသုံးနိုင်ပါပြီဒီကြက်သားဆန်မြုပ်ကကြတော့မိဖွားပြီးစားမိခင်တွေအတွက်ပေါ့နော်အစာကြေလွယ်ပြီးတော့ဝမ်ဘိုက်ကိုလည်းတက်တောင့်တက်တာဖြစ်စေတယ်။ဆန်ကကြတော့ဒါကာဗွန်ဟိုက်ဒရိတ်ကိုထောက်ပံ့ပေးတယ်။ကြက်သားနဲ့ဂေါ်လက်မန်ကကြတော့ဒီပရိုတင်းဓာတ်ကိုထောက်ပံ့ပေးပြီးတော့မိခင်ကိုဒီအနာကျက်စေဖို့နဲ့နောက်နှုတ်ထွက်အားကောင်းမှုအတွက်ကိုထောက်ပံ့ပေးတယ်ပေါ့နော်။အဲ့တော့ဒီကြက်သားဆန်မြုပ်ကိုမနက်နေ့လယ်ညကြိုက်နှစ်သက်တယ်လို့ပေါ့နော်စားသုံးလို့ရပါတယ်။